ဒီကနေ့စိတ်ထားမယ်ဒီလေးလေးနဲ့လည်းစိတ်မမြန်တော့ဘာလို့ဒီအင်းနဲ့စိတ်မချအနာရငါမင်းလောက်ဆိုတော့ပြော့သွားတာနဲ့တန်းခွာလို့ရတယ်ဒီရိုးရစားလို့ရတယ်လေဒီကမှရှိရဟိုအရင်ကြည့်ထောက်မယ်နော်ဒါပဲဒီဘေးရိုးတွေစားလို့ရတယ်အဲ့တော့ဒီလိုမျိုးလေးဖြစ်သွားပါပြီမှာအကောင်လိုက်ကလေးခုနကနှွင်ထားတဲ့ငကြီးကြောက်တွေပေါ့နော်အားဒီဟာတွေစီပြီးတော့ air fryer ထဲမှာခဏကင်မယ် air fryer မှာ390နဲ့15မိနစ်ခဏကင်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ကြော်တဲ့ခါကျလို့ရှိရင်တော့အကြိုက်ကြော်စရာမလိုတော့6သွားတဲ့ခါကျတော့လေခုန air fryer ထဲထည့်ထားတဲ့ဟာကလုံးဝဒီမှာကျွတ်ရွသွားပြီးတော့စီနဲ့တောင်ကြော်စရာမလိုတော့အဲ့ဆိုရင်စက်သွန်တွေကိုပဲအဓိကကြော်ပြီးတော့ဒါနဲ့လျှော်လိုက်ပြီးသွားစက်သွန်တွေလည်းပပလေးထားစက်သွန်အနီနဲ့အဖြူနဲ့ကြော်ပြီးတော့ဒီဟာလေးနဲ့လျှော်လိုက်မှချုံနဲ့ထည့်ပြီးစီဆူလိုက်စနေမောက်ထည့်မယ်နော်ဒီစက်သွန်ပြိုအရင်ကျွတ်အောင်ကြော်ထားမယ်ကြော်ပြီးရင်စက်သွန်ပြိုနေခဏနဲ့ဆက်ထားလိုက်မယ်တုံးပြီးတက်ပြီးအကုန်းလေးလေးထားဆိုလေးဘလို့ရွှေဝါရောင်လေးတန်းလာပြီဆိုရင်ချမယ်နော်ဒီကနေ့ဆက်ထားမယ်ဒီလိုရှိရင်စက်သွန်လေးကိုလည်းခဏလောက်အစ်စ်ကြော်ထားမယ်ဆက်မကြံမှုထားမယ်နော်နောက်လို့ဆိုရင်တူသွားမှာဆိုလို့တက်တာဆိုရင်နီလာပြီဆိုရင်ကြံလေးကိုထည့်ပြီးတော့မှုလိုက်မယ်ပြီးရင်မြေပြီးအကျန်းဆက်လိုက်ကြဒီရှော့ထားတယ်ခုနကမကြီးချက်တိုက်က air fryer နဲ့กินထားကျွတ်မယ်လေဒီအဖြစ်ဆိုလို့ရှိရင်ဒီချိုးနေတယ်နော်ဒါကစီတီပဲပေါ့နော် mushroom မော်ဆက်မယ်မလေးစားလေးမလေးဆက်မယ်မကြိုင်လို့ဆက်မယ်အေးရကြပါဘူးကျဲဒီတော့များတယ်နောက်တော့စီးရတဲ့ကောင်နဲ့ဆက်လိုက်မယ်နော်ပါပီမကြည့်ချက်တော့ကြော်လေးရတော့